သမီးဟဲ့အန်နီရောက်လာလို့အရန်လန့်သွားလားယင်အမှန်တိုင်းပြောရရင်တော့အန်ဒီရုပ်ကြောင့်နည်းနည်းလန့်သွားတယ်ဟမ်အန်ဒီရုပ်ကရုပ်ဆိုးနေလို့လားယင်အဲ့လိုပြောတာတော့မဟုတ်ပါဘူးရှင်အန်ဒီကမျက်နှာစိုးနဲ့မျက်နှာရှေ့ကိုရုပ်တရက်ပေါ်လာလို့ပါသေချာလို့လားသမီးရဲ့သေချာပါလေရှင်ဒါနဲ့အန်ဒီဘာကိစ္စရှိလို့လဲသမီးမျက်နှာဝက်ချန်ဒီခွေးချန်ဒီအကုန်ပျောက်သွားတော့အန်ဒီကဒီမှာဆေးလေးတစ်ခုနဲ့လာပြီးမိတ်ဆက်ပေးတာဒါကအန်ဒီတို့ဆိုင်ရရောင်းတဲ့ပန်းဒီပန်းဒီကတခြားအပန်းဒီနဲ့မတူဘူးသူကအနီရောင်လေးပေါ့နော်မှတ်ထားပါမယ်ရှင်မှတ်ထားပါမယ်သမီးဒီပန်းဒီလေးအန်ဒီစီကအားပေးပါလားယင်နေသမီးကအကျွေးနဲ့ပြီးနေလို့ပါကျတဲ့တော့ဘာဖြစ်လာလို့ငါတွေတော့ဟဲ့နေအရာလဲဟဲ့ကျတဲ့တော့လားတော့ဈေးလာရောက်နေခွာရင်ဒီလိုဆက်ဆံသလားပြောမလေးငါပန်းဒီလေးတော့မှမြင်ကြီးပေါ်ပြုတ်ကြပါတယ်မလေးစပြေးမသိဘူးရှင့်အစမပြေအိမ်ထဲဝင်လာပါလားယင်မလေးအနီနှလုံးအမလေးအနီနှလုံးအကြောပေါက်လို့အဲ့ဒါအိမ်ထဲဝင်လာမယ်နော်သမီးရဲ့အနီယောက်ျားလွန်ရင်အဲ့လိုပဲဖြစ်တတ်တယ်အနီချီးလဲနည်းနည်းပါခြင်းနဲ့ရေလဲနည်းနည်းတောက်ခြင်းနဲ့အနီရေနည်းနည်းတော့ခပ်ပြီးပါလားကျတဲ့တုံးမရလေရေးစားနေပြီငါခပ်ပြီးရရင်ဒီမှာငါတို့အစိတ်ကမှမသိချဘူးသမီးရဲ့မျက်နှာခွေးချန်နေဝက်ချန်နေအကုန်လုံးပျောက်သွားအန်ဒီလိုလှသွားဒီအန်ဒီရောက်တဲ့ပန်းသီးလေးကိုတနေ့ကိုတကိုက်စီစားပေးရမယ်အဲ့ဒါဆိုရင်သမီးမျက်နှာလေးရောလှအန်ဒီကအဲ့ပန်းသီးစားလို့လှတာပေါ့ဒီဆိုရင်တကိုက်ကစားတာတနေ့ကိုအခုဆိုအန်ဒီနာမကောက်လေးတွေအမြကြီးရှိနေပြီ